ဒီနေ့မှာတော့ဝီကတက်ခွက်ထင်းနဲ့ထမင်းစားလို့မိန်တယ်တရက်တီမဲပါလာချောင်းကျော်လေးကြော်စားဖြစ်ပါတယ်ဒါကတော့တရက်တီအရင်မမေ့တာလေးကိုထောင်းထားတာပါဝီကတော့တစ်ချမ်းပဲတုံးထားပါတယ်စီပူလာပြီဆိုတာနဲ့ပထမဆုံးချက်သွန်နေနဲ့ချက်သွန်ဖြူပပလေးထားတာလေးကိုဒေဟိုးလေးကိုထည့်လိုက်ပါမယ်ခုလိုမျိုးချက်သွန်လေးစီတက်ထားလေးရဲလာပြီဆိုလို့ရှိရင်တော့ငပိနည်းနည်းထည့်ပြီးတော့မှွေလိုက်ပါမယ်ပြီးရင်တော့ငပြက်ရည်နည်းနည်းထည့်ပြီးတော့ထပ်မှွေပါမယ်ပြီးရင်တော့ပစွန်ကြောက်ထောင်းထားတာလေးကိုလည်းထည့်ပြီးတော့မှွေလိုက်ပါမယ်အဆက်ရတာအတွက်ကတော့မြို့တီအကျန်းမုံလေးနည်းနည်းထည့်လိုက်ပါမယ်အားလုံးလည်းတမအောင်မှွေပြီးသွားပြီးကျွတ်လည်းကျွတ်သွားပြီဆိုလို့ရှိရင်တော့ဝီတို့ထောင်းထားတဲ့တရက်သေးမယ်လေးကိုထည့်ပြီးတော့မှွေလိုက်ပါမယ်ခုလိုမျိုးလေးစီပြန်လာပြီဆိုလို့ရှိရင်တော့အနံ့ရတာနဲ့ပြည့်စုံတဲ့တရက်သေးမယ်ပါလာချောင်းကျော်လေးရပါပြီရှင်သူကပဝင်ပစ္စည်းတွေကလည်းအရင်မများဘူးပေါ့နော်ပြီးတော့ကြော်စားရတာလည်းလွယ်တဲ့အတွက်ကြောင့်လိုက်ပြီးတော့ကြော်စားကြည့်ကြပါနော်အားလုံးပဲတတာပါ